Hello မဲမင်္ဂလာပါ Easy English with Aurora နေပြီးပြန်လေးကြိုဆိုလိုက်ပါတယ်အင်္ဂလိပ်စကားကိုထမင်းစားရေးတော့ပြောတတ်ချင်တယ်ဆိုရင်နံပါတ် vocabulary ကြိုရဖို့လိုပါမယ်ဘာလို့မလဲဆိုတော့ကိုပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းလေးရဲ့နာမည်တွေကနေစပြောကလေ့လာရမယ်အဓိကတော့ meaning ကြရပါမယ်ဥပမာကိုကမိဖို့ချောင်းနေရောက်နေလို့ရှိရင်ပကံတို့ခွတ်တို့ဆိုတော့ဒီဟာတွေရှိမယ်ပြီးရင်ဟင်းတင်ရွက်တွေရှိမယ်ဒီဟာတွေအများစပြောကကြရမှာဖြစ်ပါတယ်ဒါပေမဲ့ခုမှပေါ့နော်တကယ်တက်ချင်တဲ့စိတ်တိုးတက်ချင်တဲ့စိတ်တော့ရှိမှရပါမယ်တကယ်ဖြစ်ချင်တဲ့စိတ်မရှိဘဲနဲ့တော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူးဘလောက်ပဲတင်နန်းနေတတ်တဲ့ကိုသာဖြစ်ချင်တဲ့စိတ်တကယ်ကြိုးစားချင်တဲ့စိတ်အောင်မြင်ချင်တဲ့စိတ်တိုးတက်ချင်တဲ့စိတ်မရှိဘူးဆိုလို့ရှင်တော့အဆင်မပြေနိုင်ပါဘူးเนาะဒါကြောင့်မို့လို့ဖြစ်ချင်တဲ့စိတ်ရှိအောင်အရင်ငါလုံးမဖြစ်မယ်ဆိုစိတ်နေပါခက်ခဲတဲ့ကာလဆိုပေမဲ့ကျမတို့ကဆက်သွားနေရမယ်ကိုရလိုက်မယ်ဆိုရင်နောင်လာမယ့်20လောက်မှာကွာဘာမှတိုးတက်မှုမရှိရဲ့တာမန်လူကြောက်ပဲဖြစ်မှာဒါကြောင့်ကိုယ့်ရဲ့လိလာတင်ချင်ကိုတော့ဘယ်တော့မှမရက်လိုက်ပါနဲ့ဒါအားလုံးတော့ဖြစ်ပါတယ်အဲ့တော့နံပါတ်2ကကြတော့ widget တိစပုံကျမတို့လေ့လာမယ်အကြီးကပြောချင်တာကအင်္ဂလိပ်ကတွင်အများကြီးသိချင်တယ်အင်္ဂလိပ်ရှိတဲ့ချင်းတွေကိုအများကြီးနားထောင်သိချင်တယ်အဲ့ဒီမှာအင်္ဂလိပ်စာတန်းထူပါတဲ့ဟာတွေစုဖို့အဆင်ပြေသူရဲ့ widget တိစပုံကလေ့လာမယ်ဥပမာ I can do this I cannot do this can I do this အဲ့တော့ဒီလိုမျိုးပေါ့နော် widget နဲ့ပတ်သက်တဲ့အရာတွေကိုကျမတို့သိချဖို့လိုမယ်တာမန်လားအငြင်းလားအမေဝကြလားဆိုတော့ကျမတို့သိရတယ်နောက်ဆုံးတစ်ခုနံပါတ်3ကကျတော့ကိုအင်္ဂလိပ်စကားလက်တွေ့ပြောကြည့်ပါကိုတယောက်တည်းပြောလဲကိစ္စမရှိဘူးစာအုပ်ထဲမှာရေးပြီးတော့အဲ့ဒီဟာတမမဟုတ်လဲကိုလွတ်ချက်ပြောလဲပြောလို့ရတယ်ဒါပေမဲ့ record လုပ်ထားတယ်အဲ့ဒီဟာကပြန်ပြီးတော့နားထောင်နေဆိုတာကကိုရဲ့ pronunciation အဆင်ပြေလားနားထောင်လို့ကောင်းသလားဆိုတာကိုကပြန်ပြီးတော့သိရအောင်ဖြစ်ပါတယ်နောက်တစ်ခုကမှားမှမကြောက်ပါနဲ့ okay လူတိုင်းအမှားလုပ်မိတယ်ဒါကြောင့်မှားတာရှင်နောက်တစ်ခါအတန်ပြန်သွင်းမယ်အစီအမပြေတဲ့ကွာထပ်ပြီးတော့စူးစမ်းပြီးတော့လုပ်ယူပါနောက်ဆုံးပေါ့နော်ကိုယူရတဲ့အချိန်စူးစမ်းပါဒီနေ့တည်းပင်ဆိုင်ပြီးတော့မနေ့ဖြန်တည်းဒီစားချင်လို့မရဘူးဒါကြောင့်အချိန်ယူပါအစမပြတ်စူးစမ်းပါလေ့ကျင့်ပါအဆင်ပြေလာမယ်အဲ့တော့ဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးပါ